င်္ဂလာပါရှင်ကျမကုမ္ပဏီမိတ်ဆွေများကိုဘ ഹു တုတဝေမျှပေးသွားခြင်းတဲ့အကြောင်းအရာကတော့ company registration လုပ်တဲ့နဲ့เนาะအကြောင်းအရာเนาะအချက်အလက်เนาะချက်လက်၅ချက်ကိုမိတ်ဆွေများကိုဘ ഹു တုတဝေမျှပေးခြင်းပါတယ်เนาะ company တီထောင်းထားတဲ့မိတ်ဆွေတွေပေါ့เนาะ registration မလုပ်ရသေးတဲ့မိတ်ဆွေတွေငါတို့ registration လုပ်ရင်ကောင်းမလားဆိုရင်လုပ်သင့်ပါတယ်လုပ်ပါလို့เนาะအဲ့တော့ number 1ဘာဖြစ်လဲ company registration လုပ်ထားတဲ့အတွက်ကိုယ်မှာဘာတွေကောင်းကျိုးရှိလဲ number 1ဆိုလို့ရှိရင်ဒီကိုဒီ customer တွေ supplier တွေစာချုပ်ချုပ်တဲ့အခါမှာသူတို့ကကိုယ့်ရဲ့ company ဒီ register ရှိတဲ့เนาะနိုင်ငံတော်အစိုးရတရားဝင် companyအတိအမှတ်ပြုထားတဲ့တရားဝင် company ဖြစ်တဲ့အတွက်သူတို့ကပို့ပြီးတော့ယုံကြည်တယ်ယုံကြည်ချုပ်ဆိုကြတယ်ကိုကလည်းပဲရဲတဲသူတို့ကိုစကားပြောတဲ့အခါမှာပြောနိုင်တယ်เนาะဒါနောက်တစ်ခုဘာဖြစ်လဲကိုပိုင်ပစ္စည်းတွေကိုကောက်ွယ်ပေးတယ်ဘလို့အခြေအနေမျိုးတွေမှာကိုပိုင်ပစ္စည်းတွေကိုကောက်ွယ်ပေးတာလဲဆိုရင် company နဲ့ပတ်သက်ပြီးတော့เนาะဒီကိုမှဒီ case တွေအမှုခင်းတွေဖြစ်လာခဲ့ရင်တော့မှပဲဒီ limited company နဲ့သက်ဆိုင်တဲ့เนาะ case ဖြစ်သည့်အတွက်ဒါကြောင့်မလို့ကိုပိုင်အိတ်ချံမြေတိုက်တာကားဓာတ်တွေကိုသူတို့ကတစ်ဖက်ကရလို့မှုဆွဲလို့မရဘူး company ကိုပဲတရားစွဲဆိုရမှာဖြစ်တဲ့အတွက်ကိုပိုင်ပစ္စည်းတွေကိုကောက်ွယ်ပေးတယ်เนาะ register လုပ်ထားတဲ့ကောင်းကျိုးနောက်နံပါတ်3ကောင်းကျိုးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီ investor တွေ customer တွေ client တွေကပို့ပြီးတော့ကိုယုံကြည်တယ်ဟုတ်လားယုံကြည်တဲ့အတွက်ဒါကြောင့်မို့လို့ကိုဒီအနာဂတ်မှာလုပ်ငန်းတွေပုံမိုးပြီးတော့တွင်ကျဲလာတယ်အကလုတ်ကံခွင့်လန်းတွေပုံမိုးပြီးတော့ရရှိစေတယ်ဘာဖြစ်လို့ယုံကြည်တာလဲ investor တွေဟုတ်လား customer တွေ client တွေကကိုဒီ register လုပ်ထားတဲ့ company ဖြစ်တဲ့အတွက်သူတို့ကယုံကြည်တာကိုသာ register မလုပ်ဘူးဆိုကိုလုပ်ငန်းကဘလို့ပဲကောင်းသူကဟုတ်လား1000ရင်းနှီးမဲ့မြုပ်နှံမဲ့နေရာမှာ200 300လောက်ပဲရင်းနှီးမြုပ်နှံမှာကိုက1000ရင်းနှီးမြုပ်နှံစေခြင်းတယ်ကို့မှာ register မရှိဘူး तू ကလည်းပဲမင်းမယုံကွာလို့ဇန်နဲ့တော့ပြောမှာမဟုတ်ဘူးလေ register ရှိလားမရှိလားတစ်ချက်မေးမှာရှိတယ်ဆိုရင် तू ကရင်းနှီးမြုပ်နှံမှာပေါ့เนาะအဲ့ဒီအတွက်ဒါကြောင့်မလို့သူတို့နဲ့ရင်းနှီးမြုပ်နှံမှုစာချုပ်တွေချုပ်တဲ့နေရာမှာလဲကိုကလည်းရဲတင်းတင်းပြောလို့ရတယ်လို့သူတို့ကလည်းရဲတင်းတင်းရင်းနှီးမြုပ်နှံရတယ်အဲ့ဒီအတွက်ယုံကြည်မှုတိုးစေတယ်ကိုယ့်ရဲ့လောက်ကံခွင့်လန်းတွေပုံမိုးပြီးတော့ပွင့်လန်းလာစေတယ်เนาะနောက်တစ်ခုကဒီဘဏ်ချင်းငွေလျှောက်တဲ့အခါမှာကိုမှငွေလိုအဲ့လိုဘဏ်ချင်းငွေလျှောက်တဲ့အခါမှာလည်းပဲ register company ဖြစ်တဲ့အတွက်ဘဏ်ချင်းငွေလွယ်လွယ်ကူကူလျှောက်လို့ရတယ်เนาะနောက်တစ်ခုကဘာလဲဒီလုပ်ငန်းအရှိတည်တတ်တယ်ဘလို့အခြေအနေမျိုးတွေမှာတော့လုပ်ငန်းအရှိတည်တတ်တယ်ဆိုတော့ကိုကဆက်လက်မလုပ်နိုင်တော့ဘူးကိုသားသမီးမြေမြစ်ကိုဟုတ်လားပေးလိုက်တယ်လုပ်ငန်းပိုင်ရှင်တွေပြောင်းသွားမယ်เนาะ share holder တွေပြောင်းသွားမယ် share တွေဟုတ်လားလွှဲပြောင်းမယ် share အသစ်ဝင်လာတာရှိရင်တော့ပဲဒီ company ကဆက်လက်ပြီးတော့တည်ရှိနေမှာဖြစ်တယ်เนาะဒါကြောင့်မို့လို့ဒီ company registration လုပ်ထားတဲ့เนาะလုပ်ထားခြင်းဟာလုပ်လို့ကုန်ကြတဲ့ဈေးကမိတ်ဆွေတို့အတွက်เนาะဒါကြီးကเนาะဇရိတ်တစ်ခုမဟုတ်ဘဲနဲ့ယင်းဒီမြုံနှံမှုတစ်ခုဖြစ်တယ်เนาะအနာဂတ်ကိုကောင်းကျိုးတဲ့ယင်းဒီမြုံနှံမှုတစ်ခုဖြစ်တယ် company registration လုပ်လို့ရှိရင်ကျမထံကိုเนาะဆက်သွယ်လို့ရပါတယ်เนาะသိကျင်တာရှင်လည်းဖုန်းဆက်ပေးလို့ရပါတယ်ရှင်